ိုင်းဘောလုံးပြိုင်ပွဲတွင်မိုးကြိုးပစ်ခတ်မှုဖြစ်ပွားကကစားသမားတဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိဟုတ်ကဲ့ထိုင်းလီသတိဘောလုံးပွဲစဉ်တစ်ပွဲမှာတော့မိုးကြိုးပစ်ခတ်မှုဖြစ်ပွားပြီးကစားသမားတဦးသေဆုံးပြီးအခြားလူ12ဦးလည်းဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ online ပေါ်မှာထွက်ပေါ်နေတဲ့ဗီဒီယိုအရာမိုးရသည့်ကာလအတွင်းနှစ်ဖက်အသင်းသားတွေဘောလုံးကစားနေစဉ်မှာမိုးကြိုးပစ်ခတ်မှုဖြစ်ပွားကကွင်းတွင်ကစားသမားတဦးကိုတိုက်ရိုက်ထိမှန်ခဲ့ကြောင်းတွေ့ရတာလည်းဖြစ်ပါတယ်။မိုးကြိုးပစ်ခတ်မှုကြောင့်သေဆုံးသွားသူမှာအသက်24နှစ်ရှိဆက်ဖန်အေဝီဆိုသူဖြစ်ပါတယ်။ဘေးနားမှာရှိတဲ့ကစားသမားတွေနဲ့ပရိသတ်တွေကကွင်းတွင်းကိုပြေးဝင်ရောက်လာပြီးမိုးကြိုးပစ်ခတ်တဲ့ကစားသမားကိုအသက်ကယ်ရေးအတွက်ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ထီးတွေယူဆောင်လာပြီးကစားသမားကိုမိုးရံမှာအကာအကွယ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။အဲဒီနောက်အရေးပေါ်လူနာတင်ကားရောက်ရှိလာပြီးဆက်ဖန်ကိုခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ကစားသမားဒဏ်ရာမတီနဲ့သေဆုံးသွားတဲ့အကြောင်းအတည်ပြုပြောသွားပြီးပွဲကိုလည်းရပ်ဆိုင်းလိုက်ရတာလည်းဖြစ်ပါတယ်။ရင်မိုးကြိုးပစ်ခတ်မှုကြောင့်ကစားသမား12ဦးမှလည်းအပူလောင်ထန်ရာတွေနဲ့ကိုယ်စီရရှိခဲ့တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့မိတ်ဆွေတို့အနေနဲ့ဘောလုံးပွဲတွေကိုမြန်မာလိုရိုးရှင်းလွယ်ကူစွာမောင်းဘော်ဒီကစားခြင်းတော့ Fiber နံပါတ်3998844344ကိုဆက်သွယ်ပြီးအကောင့်သစ်ဖွင့်စော်ကစားနိုင်ပါတယ်ဗျာ။ရင်းပြိုင်ပွဲကတော့ဒေတာတွင်အပျော်တမ်းမလေးရှားနဲ့ထိုင်းကစားသမားအများစုဖွဲ့စည်းထားတဲ့အသင်းတွေဝင်ရောက်ရှင်ပြိုင်နေတာလည်းဖြစ်ပါတယ်။ဆက်ဖန်မှာတော့တိုက်စစ်မှုနဲ့တောင်ပန်ကစားသမားနေရာမှာကစားသူဖြစ်ပြီးစီမီပရိုကလပ် FC ရာလာနဲ့စာချုပ်ချုပ်ဆိုထားတဲ့သူလည်းဖြစ်ပါတယ်